မုံမြို့ဟာကြောက်ကြီးမြို့နယ်အတွင်းမှာတည်ရှိပြီးလူဦးရေ13385ဦးရှိပါတယ်။အခုအခါလျှက်စစ်စွမ်းဝန်ကြီးဌာနလျှက်စစ်မှုရုံးမှကျိုးပန်းဆောင်ရွက်ပေးမှုကြောင့်ဇူလိုင်လ16ရက်မှစတင်ပြီးအင်ဂျီ489အိမ်အတွက်24နာရီပတ်လုံးလျှက်စစ်မီရရှိနေပြီဖြစ်ကြောင်းသိရပါတယ်။လျှက်စစ်မီရရှိမှုကြောင့်ဒေသခံတအုပ်ရဲ့စကားသံကိုအခုလိုပဲကြားသိရပါတယ်။မီးရတော့ကျွန်တော်တို့29ပါအပြည့်တဲ့နေရောညအောင်ကျွန်တော်ပေးပါတယ်။အဲဒီမီတာကတော့ကျွန်တော်တို့တယူနစ်ကို35ကျပ်။လုပ်ငန်းရှင်ကတော့95ကျပ်နေပေါ့။ကျွန်တော်တို့ဒီထွန်းသွားတစ်လုံးကိုကျွန်တော်တို့ဟိုဘက်ဒီဘက်နှစ်လိုင်းပေါ့ပြပြီးတော့ကျွန်တော်တို့ပေးထားပါတယ်။ထွန်းသွားနှစ်လုံးရှိပါတယ်။တစ်လုံးကကျွန်တော်တို့2ရက်ကွက်ထွန်းသွားနဲ့2နဲ့3နဲ့ကျွန်တော်ပေးပါတယ်။ဒီ9ကွက်ထွန်းသွားဟိုဒီစေးုံတိုင်းနဲ့9ခွက်အတိုင်းကိုကျွန်တော်ပေးထားပါတယ်ခေါ်ချပြီးအရင်ကကြောက်ကြီးမှမုံမျိုးကိုသွားရင်3နာရီလောက်သွားရပေမဲ့အခုဆိုရင်လမ်းမဆက်သွယ်မှုများပုံမကောင်းမွန်လာတာကြောင့်1နာရီလောက်သာအချိန်ပေးရတော့ကြောင်းသိရပါတယ်။တွာလာရီလွယ်ကူစေဖို့မုံချောင်းတရားကိုဖေဖော်ဝါရီလ22ရက်နေ့မှာစတင်တိစောက်ခဲ့ပြီးအခုဆိုပြည်သူအများဖြတ်တန်းတွာလာခွင့်ရရှိနေပြီဖြစ်ကြောင်းသိရပါတယ်။တရားအရှိမှာ268ပေရှိပြီးရင်သွားလန်းအကျယ်23ပေရှိကြောင်းသိရှိရပါတယ်။တမူးပကံနဲ့မြောက်ရီလမ်းမကြီးပေါ်ရှိမုံချောင်းတရားတိစောက်ပေးမှုကြောင့်ကြောက်ကြီးမြို့နယ်ရှိပြည်သူများတွာလာရေးအတွက်အထူးကောင်းမွန်လာကြောင်းဒေသခံများကအခုလိုပဲပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဒီတရားမှာကန့်ကခုံအနေနဲ့က2ခုပါပါတယ်ခင်ဗျာတစ်ခုမှာကျွန်တော် 0.8 အချင်းရှိတဲ့18မီတာရှည်တဲ့ဘိုးပိုင်တစ်ခုမှာ8လုံးကြီးကျွန်တော်ထည့်ပြီးတော့မှဒီဆောက်ထားပါတယ်တို့အနေနဲ့ကတော့တောင်းကိုရှိပါမယ်ခင်ဗျာထားနေပင်ရှိပါမယ်ခင်ဗျာဇေယျကြီးပြီးလို့ရှိရင်ကျွန်တော်တို့ဒီမုံရောက်ပါလိမ့်မယ်ခင်ဗျာလမ်းမှာတော့ရွာလေးပေါ့ငါပြီးတော့ကျွန်တော်ကြောက်ကြီးမျိုးအဲ့ရိုက်သွားလို့ရတော့ပါတယ်ကျွန်တော်ဒီတရားကြီးပြီးသွားတဲ့အခါမှာလမ်းမဆက်သွယ်ရေးပေါ့ကလေးတွေကပညာရေးကကျမ်းမာရေးကလွယ်လင့်တူသွားလာရုံနဲ့နိုင်တယ်လीနောက်တစ်ချက်ကဒီတရားပြီးသွားတဲ့အတွက်ဒီဘက်တောင်ပြလမ်းမဆက်သွယ်ရေးကြောက်ကြီးပဲအကုန်လုံးဆက်သက်ရအဆင်ပြေပါတယ်ကျွန်တော်အရင်တော့ဒီဥစ္စာကဒီတရားနဲ့ထူတာလीထူတဲ့အခါကျတော့ခဏပြန်လဲပြုပြင်ရတယ်နောက်အောက်ကစစ်သားတိုင်တွေမကောင်းတာမျိုးနောက်လမ်းတွေမှာအပေါ်ကခင်းတွေမကောင်းတာမျိုးအခုလိုဒီလိုမင်းကြီးပေါ့နော်လုံးစရာကြီးနဲ့ဒီလိုဖြစ်သွားတဲ့အခါနောက်လည်းမပြုပြင်ရဖို့အတွက်လည်းစစရအဆင်ပြေသွားတဲ့သဘောတော့ရှိတာပေါ့နော်ဒီသတင်းကိုမြန်မာရုံမြင်တန်ကြားပဲ9မျိုးမှပြပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။